ဘယ်ခံနိုင်မှာလဲအကုန်ဒါအသေးကြတာပေါ့အဲ့ဒါစူပါမန်တွေပေါဝရင်းဂျာတွေလိုမျိုးပဲ PDF တွေကမသေးဘူး PDF တွေမသေးဘူးလို့ဘယ်သူပြောလဲအဲ့တော့မင်းတို့ PDF တွေကြားတော့မင်းတို့ပြောမယ်ဆိုရင်မင်းတို့အားပေးပါတယ်ဆိုတဲ့စစ်ခွေးတွေပြေကြတော့မင်းတို့ဘာလို့မပြောတာ အားလုံးပဲမင်္ဂလာပါခင်ဗျာရန်သူကတော့ပုံစံမျိုးစုံနဲ့အကွက်ရွှေ့ပြီးဝါဒဖြန့်ဖို့စူးစမ်းနေပါပြီမင်းအောင်လိုင်းရဲ့ Facebook page ပိတ်ခံရတာထက်ပိုအရေးကြီးတာကကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေကြားတွေးခွဲခံရမှာကိုပါကိုစီကမင်းအောင်လိုင်းရဲ့ရှက်ဖွယ်လီလီဖြစ်ရက်နဲ့အတူကျွန်တော်တို့ဘာကြောင့်ညီညွတ်ရမယ်ဘာကြောင့်တစ်ဖက်တည်းရက်တည်ရမယ်ဆိုတာကိုအလေးနဲ့တတိပေးထားပါတယ် လွတ်မပါတဲ့ဝတ်မတာအေးနေဝင်းနော်ဘာကလိုင်းပေးလိုက်တဲ့ရွှေအိမ်စီရဲ့မောင်သူ့တော့ပါပညာမဟာကျော်ဆိုတော့ဘာဆိုလဲမသိဘူးနာမည်ကြီးပေးလိုက်ရင်လေစောက်ကြီးစောက်ကျယ်မြောက်လီး20နဲ့ကြီးပဲကုန်လို့နော်အခုလည်းဒီမှာကြည့်တော်နိုင်ရင်ပဲအချမ်းကိုတွေးခွဲရန်တိုက်ထားတာခလေးကလားအကွက်နဲ့ဒီမှာကြည့်ပါကြည့် ကိုကတော့ပြပမှာလွတ်ရလို့ကြောင်းအေးရအေးကြောင်းနေအထောက်ပံ့နေအမျိုးမျိုးနဲ့လူတွေအမျိုးမျိုးခံကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီးတော့ငြိမ်းချမ်းပျော်ရွှင်နေပြီးတော့ကိုပြည်တွင်းကလူတွေတခါတရံလေးကြံကြလို့ပြောတာမျိုးကိုအမလီခုရှင်မှာပျော်နိုင်ကြရဲ့လားတို့မလီသူတို့တွေကပျော်နိုင်တာပေါ့တို့အေးလေးပြောကြပါလိဆိုပြီးတော့ဟိုမချစ်တင်ခဲ့လေသန်းနဲ့ပြောတဲ့သူယူမလားနော်အလှလို့ရှိရင်ဒီလိုနေရာမှာလှူမဲ့အစားတော်လိုင်းမှာလှူပါလားတို့တချင်းဆိုပြန်ပြီးတို့ ဟုတ်တယ်လေတော်လန်ရင်မှလှူပါလားလို့တော့မပြောဘူးစစ်ဘေးရှောင်နေလှူခိုင်းတာနော်အခုမြန်မာပြည်မှာစစ်ဘေးရှောင်လို့ပြောလိုက်ရင်တော်လန်ရေးအတိုင်းဝိုင်းလို့ပဲသတ်မှတ်ခံထားရတယ်အဲ့ဒီဘဝတွေကြီးလိုက်နော်အဲ့ဒီစစ်ဘေးရှောင်နေတဲ့မှာမင်းတို့စစ်တပ်ကိုထောက်ခံတဲ့ပြည်သူပေါင်းများစွာလည်းပါတယ်နော်စစ်ဘေးရှောင်စခန်းတွေမှာစစ်ဘေးရှောင်စခန်းပြည်သူမှန်သမျှဟာတော်လန်ရေးလုပ်တဲ့သူတွေမဟုတ်ဘူးဒါပေမဲ့အဲ့စစ်ဘေးရှောင်တွေကိုမင်းတို့ဘောမအတိုင်းဝိုင်းမပြောပါနဲ့မင်းတို့အဲ့ဒီရေပေါ်စီအတိုင်းဝိုင်းဘယ်သူလှူရဲလဲဟမ်ဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်တွေတပုံကြီးဘာတော်လိုင်းရင်းနဲ့မပတ်တယ်ဘူးနိုင်ငံရင်းနဲ့မပတ်တယ်ဘူးကိုလှုပ်မင်းတို့ပြောသလိုကိုလှုပ်မှကိုစားရတာဆိုပြီးကိုလှုပ်ဖို့ရှိတဲ့အလုပ်ကိုပဲကိုလှုပ်နေနေရွာမီးချိုကန်ထီတို့ထွက်ပြေးရတဲ့လူနဲ့စစ်ကြောင်းထိုးကန်ထီတို့ထွက်ပြေးရတဲ့လူနဲ့အဲ့ဒီစစ်ဘေးရှောင်တွေအများကြီးပဲလှူကြလေဟမ်ချစ်တို့ဝင်တဲ့လင်းကိုတွားပြီးပြောမင်းရင်ပြောခီးထွက်ပြန်ပြီးတို့အမျိုးသူတို့ပဲမယိုးအောင်ကိုပြည်တွင်းမှာရှိတဲ့သူတွေကိုနေစရာမရှိအောင်ပြောလာတာ9နှစ်ရှိသွားပြီပြည်သူလူထုကတာဝန်ကြီးတာဟိုဘက်တောင်တော်နေသေးတယ်ဘာတာဝန်ကြီးတာလဲသူတို့ကဲအဲ့လိုမိုင်လုံးကြီးတဲ့လူတွေကိုတချို့တွေကလည်း online ကပြောတာတွေကိုနားရအောင်ပြီးတော့သူတို့ဟောပြောတာတွေကိုနားရအောင်ပြီးတော့ဒါဒီမိုကရေစီလူ့အခွင့်အရေးအတွက်ပဲဆိုပြီးတော့အကုန်လိုက်လို့တာကိုတငယ်ချင်းအချင်းချင်းလည်းမုန်းနော်ဒါဆိုလို့ရှိရင်ဒီတော်လိုင်းမှာလုတ်ခဲ့တဲ့တန်းပေါင်းများစွာပြည်သူဟာအတိတရားမဲ့တဲ့သူတွေပေါ့သူပြောရတဲ့ပုံစံဟုတ်လားကဲအခုကျွန်တော်ရုပ်သံကိုကြည့်ရတဲ့အထက်မှာအာနာသိန်းကစားဒီနေ့ချိန်ကြီးတစ်ချိန်မို့တစ်ချိန်တစ်ခုခုလုတ်ခဲ့တဲ့သူတွေပါမှာပဲဆိုတော့အဲ့လူတွေအားလုံးကသူများမြောက်ပေးလို့လိုက်ရောင်ကားပြီးလုတ်တဲ့အုံနောက်မဲ့တွေပေါ့အတိတရားမဲ့တဲ့သူတွေပေါ့သူပြောသလိုဆိုဟမ်လက်ရှိတော်လိုင်းလုတ်ကြတာကိုတိတရားနဲ့ကိုလုတ်ကြတာမဟုတ်ဘူးလားသူများမြောက်ပေးလို့လုတ်ကြတာလားကျွန်တော်တော့ဘယ်သူမှမြောက်ပေးဘူးနော်ဒီတော်လိုင်းတဲ့အေးပေါ့တော်လိုင်းလို့လာခေါ်ကြတယ်အစားတော့နော်ဒီလိုဖွက်ထောင်ဖို့ဒါတော့ပဲရှိတယ်ဒါကိုတိစိတ်တဲ့နဲ့ကိုလုတ်တယ်မလုတ်လည်းဘာဖြစ်ဘူးလေနော်အခုဒီတော်လိုင်းမှာလုတ်ခဲ့တဲ့သူတွေရောလုတ်နေတဲ့သူတွေရောအားလုံးဟာသူများမြောက်ပေးလို့လုတ်တာလားကိုတိတရားနဲ့ကိုလုတ်တာလားသူပြောပုံရဆိုရင်တော့သူများမြောက်ပေးလို့အတိတရားမဲ့ဆိုတော့လုတ်တဲ့လူကြီးပေါ့ဟမ်ကြည့်ပြောရပေါ့နော်စက်ကြည့်ပြီးပါနဲ့တာသမီလည်းရန်ဖြစ်ဆွေမျိုးသားချင်းနေလည်းမခေါ်နိုင်မပြောနိုင်နေဖြစ်တီးလိုက်ရတဲ့တန်ပုံလုံးလိုက်ရတဲ့ကမ်ပိန်းအဖမ်းခံလိုက်ရတဲ့ကလေးတွေလည်းအများကြီး PDF ထဲဝင်သွားပြီးချစ်ပြက်လက်ပြက်ဖြစ်သွားသူတွေလည်းအများကြီးဟုတ်တယ်တီးလိုက်ရတဲ့တန်ပုံလုံးတဲ့ကမ်ပိန်းဆိုတော့တက်လိုက်ကြတာပိုးစိုးပတ်ဆက်တက်နေတော့တန်ပုံတီးပြီးတော့နော်ရလုတ်ပြီးစန့်ကျင်ချတာလေဟမ်မင်းတို့တတ်နေလို့လေအဲ့လားမင်းတို့မတိုင်အဲ့လူတွေတန်ဖုံးတီးစီအကြောင်းမရှိဘူးသိလားစားရဘူးမတန်ဖုံးထတီးမနေဘူးမင်းတို့ရဲဆက်ခစ်ကိုပြောင်းချင်းခေါင်းကိုပြစ်သွားဆိုရဲဆက်လက်နက်မဲ့တဲ့ပြည်သူကိုတပ်ဖြတ်နေလို့မခံနိုင်တဲ့ပြည်သူကလက်လောက်စရာမရှိချိတဲ့ကြံထိုင်းထားလောက်ကြတာလေဟမ်အဲ့ဒါတော်လိုင်းအတိုင်းဝဲအဖြစ်လားဟမ်လုံလိုက်ကြတဲ့ကမ်ပိန်းတွေဟုတ်တယ်ငါတို့ဘက်မှာကမ်ပိန်းထပ်လောက်ကောင်းမှာပဲဘာဖြစ်လို့လဲတော်လိုင်းရေးဆိုတာငွေမရှိပဲဘာမှလုပ်လို့မရဘူးစစ်ပွဲတွေဆိုတာပတ်စံမီးရှို့နေတာအေးဒါပေမဲ့အခုစစ်ပွဲမှာမြန်မာပြည်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတယ်မင်းပြောသလိုဒီဘက်မှာကမ်ပိန်းတွေလုပ်ပြီးတော့အဲ့ကမ်ပိန်းတွေရတဲ့ငွေနဲ့မင်းတို့ခွေးမျိုးကိုပြန်တိုက်နေတယ်ခွေးပြစ်ဖို့ကြည်ဖို့ဆိုပြီးတော့မင်းတို့ဘက်အချမ်းမှာတိုက်တဲ့ငွေဘယ်ရငွေတွေပြည်သူကြည်ပြူတဲ့ငွေတွေငါတို့တော်လိုင်းဘက်ကလူတွေကအလူခံတဲ့လူတွေအားလုံးကလည်းဒါဟာခွေးပြစ်ဖို့ပါလို့ပြောပြီးတော့အလူခံတာလေထဲတဲ့လူတွေကလည်းခွေးပြစ်ဖို့ကြည်ဖို့ပါဆိုထည့်ကြတာကလိန်ကကြစ်လောက်ထားတာလိန်ညာလှည့်ပြားတာတခုမှမရှိဘူးပြည်သူစန္ဒပြည်သူကြည်ပြူတဲ့ငွေနဲ့တော်လှန်ရေးလှုပ်လာကြတာအခု9နှစ်ကျော်6နှစ်ထဲရောက်လာတာပြည်သူမကြည်ပြူတဲ့ငွေနဲ့အသိအဓမ္မလိုက်ခိုးလူဖွဲ့အသိအဓမ္မတောင်းပြီးလှုပ်ထားတဲ့ငွေငါတို့ဘက်မှာတပြားမရှိဘူး
မင်းတို့ဘက်မှာတိုက်နေတဲ့ငွေကဲအခုတော်လိုင်း9နှစ်ကျော်6နှစ်ရောက်ဘယ်ရပတ်စံမင်းသမားရွှေစီဖာခံတဲ့ငွေလားဟုတ်လားအကငါမင်းမယ်အဆိုမင်းတို့ကိုးကွယ်နေတဲ့စစ်ဗိုလ်ချုပ်တွေဖာခံတဲ့ငွေလားအဲ့ငွေတွေကဘယ်ရငွေတွေတော်လိုင်းဘက်တော့မင်းပြောသလိုလှုပ်လိုက်ကြတဲ့ကမ်ပိန်းတွေဆိုအဲ့ကမ်ပိန်းတွေတော့လှုပ်နေတော့ငါတို့ဘက်မှာအလေမမီဘူးဆိုရင်မင်းတို့ဘက်ကကုန်ကြစိတ်ဆိုငါတို့ဘက်ကဘယ်နှဆပုံများလဲလေတစ်ခေါက်ပြန်ရင်ပဲအဲ့လေတစ်ခေါက်ရဲ့ကုန်ကြစိတ်တွက်ကြည့်စမ်းအခုလေမောင်းအချိန်မောင်းဘယ်နှထောင်ဘယ်နှသောင်းပြန်ပြီးကျေးွယ်အဲ့ငွေတွေကဘယ်ရလာရွှေစီဖာခံတဲ့ငွေတွေလားတိုင်းပြည်ဘဏ္ဍာတွေမဟုတ်ဘူးလားတခိုးကလူဟစ်တယ်မအေးလို့ကိုဆွေမျိုးသားချင်းတွေကြတော့အကုန်ခေါ်သွားတာပြီးပေါ့အပါဟိုမှာဟုတ်ဆွေမျိုးသားချင်းတွေအကုန်ခေါ်အောင်ဆိုချစ်တို့ဝေတို့လင်းလင်းတို့ဟာမင်းလိုမျိုးနှမကိုဖင်လေကွက်တစ်ခွက်ပေးပြီးတော့လူရဝင်ဖို့လိုက်လုံနေတဲ့အတန်းစားမဟုတ်ဘူးလေတိလားဟဲ့မင်းနှမအမေပေးတဲ့လေကွက်နှမမှာပါတဲ့အမေပေးတဲ့လောကောအရင်ပြုတ်ပြီးတော့လူရဝင်ဖို့အတွက်လိုက်လုံကြတဲ့အတန်းစားမဟုတ်ဘူးချစ်တို့ဝေတဲ့လင်းလင်းဆိုတာနိုင်ငံကျော်တရုတ်ဆောင်တဲ့နိုင်ငံကျော်ပေးသေးဆိုအဆိုတော့နော်သူတို့ခက်ကြွားတာမဟုတ်ဘူးသူတို့ခက်မှာဟောင်းတောင်းနေတာအဲ့တော့ဒီလူတွေဟာအများရောင်သူတို့ပဲလက်ကြောင်းထောင်လိုက်ပြီးတော့မင်းအောင်လှိုင်နဲ့အသားလေးခံဝင်လေးထိုးပြီးတော့မြန်မာပြည်ထဲမှာလှုပ်ဆိုင်ကြိုက်တယ်လို့နေလို့ရတယ်အရင်တော်လှန်ရေးမစခင်ရတဲ့ဒီလူဒန်းစားဟာမင်းတို့လိုလမ်းဘေးတရောင်းစားမဟုတ်ဘူးသူတို့နေဖြတ်တန်းလာတဲ့တမိုင်းကိုပြန်ကြည့်သူတို့ရက်တီခဲ့တဲ့ဘဝတွေသူတို့နေခဲ့တဲ့အနေအထားဇိမ်ခံပစ္စည်းကောင်းပဲညွန့်ပဲတွားရင်ဘယ်နေရာကိုဒေသသွားဦးစားပေးခံရတဲ့အဆင့်ကနေခဲ့တဲ့သူတွေအဲ့တော့ပြည်ပမှာနေတာတာယာနဲ့အေးချမ်းနဲ့ပြောလို့ဆိုမင်းစောက်ပတ်ဆက်ကြီးမို့လို့ကြက်သိမ်မရှိတာယာအေးချမ်းနဲ့ပြောတာပြည်ပရောက်နေတဲ့သူတွေကိုမေးကြည့်ဒီကိုနိုင်ငံကိုပြန်ပြီးနေကျင်တဲ့သူမရှိဘူးလားလို့မေးကြည့်စမ်းအဲ့ဒါတာယာလို့လားတာယာနဲ့အေးချမ်းနဲ့ဆိုအဲ့ပြည်ပမှာနေမှာပေါ့ဘယ်သူကသူများတိုင်းပြည်မှာနေကျင်မလဲမလွဲတာလို့နေရတာလေဟုတ်လင်းလင်းတို့ချစ်တူဝေးဆိုသူတို့မှသားတွေသမီးတွေနဲ့သူတို့ကလေးတွေကမွေးတဲ့ကရွှေပေါ်မြတ်တင်ထားတာမင်းတို့တွေ့တယ်လူမမဲအရွယ်လေးတွေကဘလို့ကျွေးမွေးဆောက်ရှောက်တဲ့ကလေးတွေလေသူတို့ဖြတ်တန်းလာတဲ့အတိုင်းထောင်ကြည့်လေတခုရှိတယ်တစ်ချိန်ကတော့ဘာကောင်းမှမဟုတ်ပဲနဲ့အခုမှတော်လှန်ရေးအကြောင်းပြပြီးအလူငွေတွေခိုးပြီးတော့သူတို့လုံနေလို့လာပြောလို့ဆိုငါဖြေတာသေးတယ်နောက်ပြီးတော့မင်းဆောက်ပြပါဗဒံပြပါတယ်မင်းမေဖာခံတဲ့ပတ်စံပါလို့လားအဲ့ထဲမှာတယောက်ကိုအိမ်တလုံးစီနဲ့နော်ဘယ်ကဝင်ငွေတွေနဲ့ချမ်းသာနေမှမသိဘူးချမ်းသာနေကြတာအေးဘယ်ရောက်ဝင်ချမ်းသာမှမသိဘူးဟုတ်တယ်ချစ်သူဝေတို့လင်းလင်းတို့ကပထမအလုံးမရှိအကင်မရှိငမွဲတွေလေဟုတ်လားဘာမှဝင်ငွေမရှိတဲ့ဒူတွေဟုတ်တယ်မလားမင်းတို့တွေလူတယောက်ကိုပြောချင်ဖို့အောက်တုံးစားလို့မရအောင်မင်းတို့ပြောချင်နော်မင်းတို့မြောက်ပင့်ခြင်းတဲ့ကောင်ဆိုတဲ့တထောင်စားဖြစ်နေပြီအပေါ်မင်းတို့တင်လိုက်ပေါ့လင်းလင်းနဲ့ချစ်သူဝေ YouTube ကရတဲ့ဝင်ငွေတွေတလားဘလောက်လဲမင်းလစ်လာလေတသက်လုံးသူတို့စုစားစောင်းထားတဲ့ဒီအမှုပညာကြီးတွေမတွက်နဲ့ချစ်သူဝေရုပ်ရှင်တကားရိုက်သိမ်းပေါင်းဘလောက်ရတယ်ပြန်ကြည့်လေမင်းတို့တရောင်းစားမဟုတ်ဘူးအယိုးလိုက်ကဖို့အရေးပေါက်လို့ပဲစားရှောက်ပြောပြီးတော့ဘောလိုက်မှနေတဲ့အဆင့်တန်းမဟုတ်ဘူးဘလို့စကားတွေမင်းပြောနေတာလဲလို့ဒီလိုလူမျိုးတော်ဒီလိုစကားပြောမယ်ဆိုတော့ငါတို့ဘက်ကလူတွေကိုမင်းလေးလေးနဲ့ချစ်သူဝေကိုလာပြောတာသူတို့လည်းနေလို့ရတယ်မမေလာမပွဲကမယ်ဆိုပြီးတော့အခုကနေဖိုးချစ်ဟုတ်တယ်မလားဘလို့လှုပ်ရှားနေတယ်ဟိုမှာအခုမင်းတို့ချင်းတော့အတိုင်းပြက်နေကြတယ်မလားဗါလေအခွန်ရှောင်ပြီးတော့ပွဲပစ္စည်းတွေတွင်းဝင်ပါမရလို့ပြီးလို့ရှိရင်အနုပညာသမားတွေကိုဘယ်တော့မှလာပြီးမစော်ကားနဲ့အတက်ချင်း level လိုက်မဆိုရာသာနေဝင်ဟိုမှာစပိန်စီးမပြတ်ဘူးတွေ့တယ်မလားအဲ့လိုမျိုးလူမျိုးတွေဘယ်လောက်ရှိတယ်သူတို့လည်းအဲ့လိုနေလို့ရတယ်လေဟိုသူများနိုင်ငံမှာတွားပြီးမျက်နှာမောမျက်နှာပြာနဲ့ဒုက္ခခံစရာမလိုဘူးစီပြီးသားအခြေမပြတ်အနေမပြတ်ကိုလက်မှတ်လေးထိုးပြီးတော့ခံဝင်ကတိချင်းနဲ့ကျွန်တော်ဘဘယူမှားပါတယ်ထောက်ခံပါတယ်လှုပ်လိုက်တာနဲ့ပြီးတယ်လှုပ်လို့မရဘူးမပြောနဲ့အခုလှုပ်နေတဲ့သူတွေတပုံကြီးမင်းတို့အမြင်မဲ့အဲ့တော့ငါပွင့်လေးပြောလိုက်မသိလားမင်းတို့ကြိုက်တဲ့လောက်ရန်တိုက်ကြိုက်တဲ့လောက်တိုက်အဲ့လိုကလေးကလားကွက်တဲ့မင်းတို့တော်လိုင်းဘက်မှာကြိုက်တဲ့လောက်တွေးခွဲသိလားပေါက်လို့ပဲစားမင်းတို့လိုအတန်းစားအောက်တန်းစားတွေပဲမင်းတို့စကားကိုလက်ခံမယ်ပြည်သူလူထုအားလုံးကနားတွေမျက်စိတွေရှိတယ်ဒီလိုမျိုးထင်ရှားကြော်ကြားတဲ့ celebrity အမှုပညာရှင်တွေဟာနော်သူတို့အလုပ်သူတို့လုပ်နေပါစေတော်လိုင်းမလုပ်နဲ့နော်မင်းတို့ခွေးမျိုးကိုမထောက်ခံရုံတခုတည်းနဲ့ငါတို့ပြည်သူကကျေနပ်ပြီးသားရှင်းလားတိလားဟဲ့မေလို့မင်းကတဲ့ပြောလားမင်းတော်တော်ယုံဖို့ကောင်းတဲ့ကောင်ရှင်းတယ်နော်အဲ့တော့ငါတို့ဘက်ကိုလာပြီးတွေးမခွဲနဲ့တတ်မရှုံနဲ့ရံမတိုက်နဲ့သိလားစကားပုံပြောလိုက်မယ်ဒီလိုမျိုးအမှုပညာရှင်တွေထင်ရှားကြော်ကြတဲ့ celebrity တွေကလေမင်းတို့မအေလို့
ပေါင်းပြီးတော့ပြည်သူကိုတစ္ဆာမဖောက်တာတခုနဲ့တည်းငါတို့ကကျေးဇူးတင်လေးစားနေတယ်ရှင်းလားအခုလက်ရှိတော်လိုင်းပဲအတိုင်းဝိုင်းမှာလဲဟိုပြောမယ်မင်းအောင်နိုင်နဲ့ပတ်သက်ပဲနဲ့ကိုယ့်ကိုတော်လိုင်းနဲ့မလုပ်ဘူးလို့လက်လက်နေတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေအားလုံးကဒါပြည်သူတစ္ဆာစောက်တည်တာပဲသူတို့ဒီထက်လုံနိုင်တယ်အခုချစ်တူဝေလို့လင်းလင်းတို့ကသူတို့ဒီထက်လုံနိုင်တယ်နော်ကိုလုံးကိုလုံတဲ့အဆင့်အောင်မဟုတ်ဘူးသူတို့တိုင်းပြည်တွေလည်းနိုင်တဲ့လောက်လုံပေးနိုင်လို့သူတို့ဝင်လုံနေတယ်သူတို့မလုံဘဲနဲ့သူတို့မိသားစုဘွားကြီးတွေသူတို့လုံနေလေသူတို့ကငါတို့ကကျေးဇူးတင်ပြီးသားပဲဒီလိုလူမျိုးတယောက်ဟာမင်းအောင်နိုင်နဲ့ပေါင်းရမယ်ဆိုသူတို့အနောက်မှာအားပေးနေတဲ့ပြိတ္တဘလောက်ပါဝမလဲတွက်ကြည့်လေဟုတ်တယ်မလားအဲ့တော့မင်းတို့ကြိုက်တဲ့လောက်တွေးခွဲအဲ့ကလေးကလားထွာလာခွဲကြိုက်တဲ့လောက်ခွဲအမှသိလားနော်ပုံမှန်ပြည်ပမှာသွားနေသူတွေချက်ချင်းမချမ်းသာပါဘူးနော်နာမည်ကြီးတို့လည်းပါမှာပေါ့အဲ့ဒါမှအနုပညာရှင်တွေပါတယ်နော်အနုပညာရှင်တွေဆိုတော့အကုန်လုံးကနေဖေးမကြတယ်ကုညီကြတယ်အလုပ်ကောင်းအကိုင်ကောင်းတွေပေးကြတယ်နော်အလူခံရတဲ့ဟာဒီကောင်လေးစကားပြောလိုက်ယောက်ျားစကားမပြီးတာတွေ့လားဘယ်ရပတ်စံနေဘယ်ရရလို့လည်းမထီဘူးလေချမ်းသာနေကြအခုကြကြောအနုပညာတွေရှာတော့လေသူများတွေဖေးမလို့လည်းပါမှာပေါ့သူစကားဗီဒီယိုတစ်ပုတ်တည်းနေသူစကားဘယ်လိုပုံစံနှစ်ခုဖြစ်နေကြည့်ဒီဆိုလို့ရှိရင်လည်းခွဲဝေပြီးတော့ပေးကြတယ်ပြဿနာတောင်တက်ကြသေးတယ်အမှအဝေမတက်ကြလို့အဲ့ဒီလိုကိစ္စမျိုးမှာမြန်မာနိုင်ငံထဲမှာတကယ်တော်လန်နေတဲ့ကလေးတွေဆိုလို့ရှိရင်ဒါတက်မတော်နဲ့တိုက်ခိုက်ရတဲ့အခါမှာဘယ်ခံနိုင်မှာလဲအကုန်ဒါတေကြတာပေါ့အဲ့ဒါကိုစူပါမန်တွေလိုပါဝါရင်းဂျာတွေလိုမျိုးပဲ PDF တွေကမသေးဘူးPDF တွေမသေးဘူးလို့ဘယ်သူပြောလဲတေးတယ်လေဒါပေမဲ့မင်းတို့စစ်ခွေးစခန်းသွားသိမ်းလို့ရှိရင် PDF တယောက်နှစ်ယောက်ထံကုန်ကြတယ်လေမင်းတို့ဘက်ကဘလောက်စခန်းသိမ်းနေတယ်မင်းတို့အဲ့တော့မင်းတို့ PDF တွေကြတာကိုမင်းတို့ပြောမယ်ဆိုရင်မင်းတို့အားပေးပါတယ်ဆိုတဲ့စစ်ခွေးတွေသေရကြတော့မင်းတို့ဘာဖြစ်လို့မပြောတာလဲမင်းတို့တကယ်စစ်တပ်ကိုချင်းအမှသေသွားတဲ့စစ်သားပေါင်းဘယ်လောက်ရှိပြီလဲအဲ့ကြံမြင့်ခဲ့တဲ့သားတွေသမီးတွေပညာရေးကျန်းမာရေးမင်းတို့တောင်းယူပေးလေမင်းတော်လိုင်းဘက်ကိုလည်းပြောတာတကယ်လက်ခုပ်တီးပြီးတော့အားပေးနေတာငါတို့ဘက်ချမ်းမဟုတ်ဘူးမင်းတို့ဘက်ချမ်းလက်ခုပ်တီးပြီးအသေးခံခိုင်းနေတာငါတို့ဘက်လားမင်းတို့ဘက်လားအခုလေးလေးနဲ့ရှိတူဝေးနော်တောထဲမှာစနေကြတဲ့အခုတတိယနိုင်ငံသွားတဲ့ခါဒါသူတို့ဘလောက်ပဲဖြစ်ဖြစ်သူတို့တော်လိုင်းရေးမှာကိုအားငွေအားသူတို့ငွေရှာပေးခဲ့တယ်ရန်ပုံငွေတွေရှာသူတို့ကိုယ်တိုင်လုပ်ပေးခဲ့တယ်ဟုတ်တယ်နော်ပါစပ်ပြောတိတိထောက်ခံတာမဟုတ်ဘူးငါတို့တော်လိုင်းဘက်ချမ်းမှာမင်းတို့ဘက်ဘောမှာဘက်အချမ်းကြီးလန်အခုမင်းအောင်နိုင်အာနာသိမ့်ပြီးတဲ့စစ်ပွဲဘလောက်ပေသွားပြီဘလောက်ဒုက္ခိတဖြစ်သွားပြီခြေပြက်လက်ပြက်အိုနာကျိုးကန်းဖြစ်သွားပြီရန်သူကြီးမှာဖမ်းထားတာအေးအေးရှိမှနေဘလောက်လဲဒါပြန်နှုတ်ပေးနေတာတပုံကြီးဒီတနေ့နိုင်တိုင်းထောင်တွေမှာအများကြီးရှိသေးတယ်ကဲအဲ့ဒါအတွက်မင်းတို့ဘောမတွေဘက်ကဘဒူဘာလုပ်ပေးတယ်ငါတို့တတ်မတော်ဘာလို့ပြောနေတဲ့မင်းအပါဝင်မင်းတို့ဘက်အချမ်းအကောင်တွေဘာလုပ်ပေးတယ်အဲ့ဒီသေသွားတဲ့စစ်သားတွေရဲ့ကြံမြင့်ခဲ့တဲ့သားသမီးမိသားစုတွေအတွက်ခြေပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားတွေနဲ့သူတို့မိသားစုအတွက်တုံပန်းဖြစ်နေတဲ့စစ်သားတွေရဲ့ကြံမြင့်ခဲ့တဲ့မိသားစုတွေဟိုမှာတုံပန်းဖြစ်နေတဲ့ဘဝတွေအတွက်မင်းတို့ဘာတစ်ခုလုပ်ပေးတယ်ငါ့ကိုပြောအဲ့တော့ဘေးကနေဘေး TV မြှောက်ပေးနေတာငါတို့လားမင်းတို့လားအခုငါတမရုပ်တံတွေရိုက်နေတယ်အနောက်မှာထောက်ဖို့ကဏ္ဍနှိမ်ခင်းမဲ့ရိတ်ခါလေးလိုက်စုတယ်ငွေကြေးစီးစင်းနေအောင်လှုပ်ထားတယ်ငါတို့ဘက်မှာပါဆက်ပြောတီးတီးလှုပ်တဲ့လူမရှိတဲ့လောက်ရှားတယ်မင်းတို့ဘက်ပြန်အောင်အဲ့တော့ပြောကြည့်ကိုယ့်ဘက်ကကိုအရင်ကြည့်လေကိုယ့်ဘက်ကမှန်နေပြီလားကိုယ့်ရဲ့ယက်တီမှုကဘလောက်တမာတိရှိလဲတမတ်ကြလဲကိုယ့်ကိုအရင်ပြန်ကြည့်သူများဘက်လာပြီးတော့ကလေးကလားအထာနဲ့တွေးခွဲပြီးတော့ရန်တိုက်ဖို့မလုပ်နဲ့သိလားတမတော်သားတွေကပဲတေးထားဆိုပြီးတော့အမျိုးမျိုးတွေဖုံဖိဟာအုပ်ကူတွေကိုတန်းစီနေတာပဲညာမှာဆိုရင်ဒီကလေးတွေကဘာမှမရသွားဘူးအဲ့တော့ပြည်ပမှာဒီကလေးတွေကိုတမတော်သားတွေတေးတယ်လို့ဖုံဖိတာမဟုတ်ဘူးလေမตาအလောင်းရုပ်ခွေးဆွဲခံထိတာငါတို့ PDF မဟုတ်ဘူးစဘာကင်းထဲမှာပုတ်ပွားပြီးတေးနေတာငါတို့ PDF မဟုတ်ဘူးရေမြောင်းထဲမှာပုတ်ပွားပြီးတေးနေတာငါတို့ PDF မဟုတ်ဘူးစကမ်းဘေးမှာပုတ်ပွားပြီးတေးနေတာငါတို့ PDF မဟုတ်ဘူးလောဘာချန်နယ်ထဲမှာပုတ်ပွားပြီးတေးနေတာငါတို့ PDF တွေမဟုတ်ဘူးသိလားအဲ့တော့စကမ်းတစ်ခုကိုတွားတိတ်မယ်ငါအမြဲရှင်းပြရတယ်မင်းတို့ကလူစကားမှနားမလဲလားမှတ်ထားငါရှင်းပြမယ်နော်စကမ်းတစ်ခုကိုတွားတိတ်တယ်မင်းတို့အခုစကမ်းပေါင်းတိတ်ငံကြီးတဲ့စကမ်းပေါင်းဘယ်လောက်ဖြစ်သွားပြီမြို့ပေါင်းတော့63မြို့ဖြစ်သွားပြီစကမ်းပေါင်းဘယ်လောက်ဖြစ်ပြီလဲစစ်ဌာနချုပ်တွေအပါဝင်အဲ့ဒါတွားတိတ်တာရန်တမ်းပြီးတွားတိတ်တာမဟုတ်ဘူးနော်ဒီစကမ်းကိုတွားတိတ်မယ်မင်းတို့တွေကဖျဲတီးရဲ့သတင်းပေးမှုလူဘယ်လောက်ရှိတယ်လက်နက်တွေဘာတွေရှိတယ်ဘယ်နေရာမှာမိုင်းဝင်းရှိတယ်ဘယ်ကဝင်လန်းဘယ်ကထွက်လန်းဘယ်ကစုပ်လန်းဘယ်ကစစ်ကူလာနိုင်တယ်ဘယ်လမ်းကြောင်းကဘယ်ကလေကြောင်းပြစ်ကူလာနိုင်တယ်ဘယ်လိုတိုက်မယ်ဘယ်နေရာအတွင်းတိုက်မယ်ဘယ်လိုလုပ်မယ်အားလုံးကိုတေးတေးချာချာတိုင်ပြီးမှတွားပစ်တာလေအဲ့တော့အဲ့လိုမျိုးတေးတေးချာချာစီစဉ်ပြီးမှတွားပစ်တဲ့ကောင်တွေနဲ့ဘူးမတိဘာမတိပြစ်ခံထိတဲ့ကောင်တွေဘယ်သူကသိမလဲဘယ်သူကအသေးပြောက်ပုံများမလဲ
အုံနောက်ပါတယ်မလားခေါင်းထဲမှာအုံနောက်ပါတယ်မလားစဉ်းစားသိလားဟုတ်တယ်နော်အဲ့တော့ငါတို့ PDF တွေမသိဘူးလို့မပြောဘူးဒါပေမဲ့မင်းတို့စစ်ကွင်း10ကောင်သိလို့ငါတို့ PDF တယောက်မသိတဲ့ပွဲတွေအများကြီးရှိတယ်ရှင်းလားတခါကြရင်လည်း PDF 3 ယောက်ကြာသွားတာရှိမယ်ဒါပေမဲ့နဲလို့များရှိကိုမင်းတို့တွက်တိုင်တွက်ကြည့်လေအကြောင်းပြပြီးတော့အလူခံစားတောက်နေသူတွေအကုန်လုံးချမ်းသာသွားကြတယ်ဒါတွေကလည်း9နှစ်တာကာလမှာပြီးခဲ့ပါပြီတော့အလူခံစားတောက်လို့ချမ်းသာဆိုတော့ချစ်သူဝေအလူခံစားလို့ပတ်စံသိမ့်ဘယ်လောက်ရမလဲချစ်သူဝေမင်းသမီးခေါင်းဆောင်မင်းသမီးနေရာမှာရုပ်ရှင်တကားရိုက်သိမ့်ဘယ်လောက်လဲမင်းလှည့်လာကြည့်လေဒါကိုလင်းရဲ့သေးဆိုကားတွေမပါသေးဘူးအခြားသူတို့ယူကျွတ်ဝင်တွေမပါသေးဘူးမင်းလိုမျိုးနှမလေကွက်တပြားကိုနိုင်ရွက်မပါတဲ့ဝက်မသားကိုကျုံခိုင်းပြီးတော့နော်စောက်ပေးချနေတဲ့အတန်းစားမဟုတ်ဘူးသိလားရှင်းလားဟဲ့မရှင်းတဲ့နောက်တစ်ခါထပ်ပြောမယ်မင်းလိုမျိုးနော်နှမလေကွက်တစ်ခွက်ကိုနိုင်ရွက်မပါတဲ့ဝက်မသားလိုကောင်မျိုးဖုံဖုံညက်ညက်ကြည်အောင်မှလိုဒီဘိုက်ထောက်အောင်ထွန်ခိုင်းပြီးတော့အဲ့ရစောက်ပေးချနေတဲ့လူမျိုးမဟုတ်ဘူးသိလားသူတို့အစ်စ်နဲ့သူတို့အတန်းနဲ့သူတို့အခြေသူတို့အနေနဲ့သူတညီဒီရဲ့ဤတယ်ပြန်လာလောက်ပါပြီဒါပေမဲ့တကြံကာလမှာထထားပြီးပါဖြစ်တာလေအဆိုတော့တယောက်အဲ့တော့ဒီလိုမျိုးဖြစ်လို့လူတွေကလည်းအောက်မှာသူတို့ထောက်ခံခဲ့တဲ့လူတွေကဆိုဝိုင်းဆဲနေကြပြီအတိတရားရတဲ့မိပေါ့နော်အတိတရားရမှာငါတို့မဟုတ်ဘူးအဲ့လိုလူမျိုးတွေဆဲလို့လေစောက်ပြီးမဆိုင်ဘူးတော်လန်ဘက်ကလူတွေကသိလားဘာကြောက်ပြောနေရတာမင်းပြောသလိုသူများတွေပျော်တာအောင်မနာလိုစရာအောင်အဲ့ပျော်တဲ့လူတွေအတွက်ငါတို့ပတ်စံကုန်သွားတာမဟုတ်ဘူးနော်မင်းတခုလည်းမင်းမင်းတို့ဘက်ကမင်းတို့ခွေးမျိုးတွေခဏဘာလို့အပြောနေလဲမကြည့်လိုက်ငါတို့မြို့တွေမှာတာယာပျော်ရွှင်နေတဲ့အေဂျင့်တွေလေဆိုမင်းတို့အဲ့လိုပုံရိပ်တွေကိုကလိန်ကကြည့်ယူဖို့အတွက်ကိုငါတို့ဘက်ကထိုင်ကြည့်ပေးနေရမှာလားငါတို့လည်းပြောပြရမယ်ပြည်သူနားလဲအောင်နားမလဲတဲ့ပြည်သူနားလဲအောင်ငါတို့ပြောပြရမယ်အဲ့လိုပြောပြတာအောင်မှအမုန်းတရားနဲ့လာဆဲမလားလီးမဲလို့ပြန်ပြောမှာငါတို့ကိုကြိုးတက်တခုမှမရှိဘူးရှင်းလားအဲ့တော့ငါတို့ပြောတာရှင်းလေးမင်းအောင်နိုင်ကိုလက်မခံဘူးစန့်ကျင်ရဲ့တားနဲ့ကိုယ့်ရဲ့နေမှုထိုင်မှုလုပ်မှုကင်မှုဟာအဲ့ဒီမင်းအောင်နိုင်အတွက်အားစေးမဖြစ်ဖို့အတွက်ကိုငါတို့တွေပြောပြတာသူများပျော်လို့မနာလို့ဖြစ်အောင်ငါတို့ကိုယ်တိုင်နော်ဘဝတွေအတွက်နှိမ့်ညနေတဲ့ဘဝတွေအတွက်လိုက်ကူညီနေကြတာနော်စစ်ဘေးရှောင်တွေငါတို့လည်းဘာမှမဆိုင်ဆွေမျိုးသားချင်းနဲ့တော်တာမဟုတ်ဘူးနော်တော်လိုင်းမှာဟိုနေ့လောက်တဲ့တချို့ဒေသတွေဆိုရင်ဘာမှတော်လိုင်းမှာမပါဘဲနဲ့သူ့အတူရွာမှာတီးတဲ့နေနေတဲ့လူတွေစစ်ဘေးရှောင်တွေအများကြီးရှိတယ်မင်းတို့အစိမ့်နေတော့ပါတယ်အဲ့ဒီဘဝတွေအတွက်ကူညီထောက်ပံ့ဖေးမနေကြတာလေအဲ့တော့ငါတို့ကသူများပျော်တာကိုမနာလို့ဖြစ်เสียအကြောင်းရှိလားမရှိဘူးလားအဲ့တော့ငါတို့ပြောနေတာဒီသူများပျော်တာကိုမနာလို့လားမင်းတို့ကိုးကွယ်နေတဲ့မင်းတို့အမေကိုကျုံးနေတဲ့ကောင်တွေရဲ့နော်အားပေးအားမြောက်ဖြစ်မှာဆိုလို့ရန်သူကပျော်ခိုင်းရှင်တယ်ငါတို့မပျော်ကြနဲ့ဟေးငါတို့ပျော်ပြလိုက်ရင်အဲ့ကောင်ကအဲ့ဒီပုံရိပ်တွေယူပြီးနိုင်ငံတကာထောက်ခံမှုရအောင်လုပ်သွားမှာဒါကြောင့်မို့လို့ငါတို့တွေကဒီကာလမှာမပျော်တင့်ဘူးမပျော်ကြတင့်ဘူးပြောပြတာလေအဲ့တော့ငါတို့ကထိုင်ပြီးကြည့်ပေးနေရမယ်ပေါ့မင်းတို့ကလှက်ကွက်မှာငါတို့ကထိုင်ပြီးကြည့်ပါဇာကြီးဟာပြီးကြည့်ပေးနေရမှာအဲ့လိုလားဟုတ်လားတော်လာနော်လေတိတာတစ်ဖက်တော့မပြေဘူးတိတာစစ်ခေတ်တုန်းကလည်း popular ဖြစ်ပြီးနေရာရခဲ့ပြီးဒီပေါ့သူတို့ရဲ့တားလိုက်ရကာလာတစ်လျှောက်လုံးမှာလည်းတကယ် hero တွေဖြစ်နေလူတွေကသူတို့တွေကိုဖျားစုကူတလုံးကိုယ်ကွယ်လည်းခံခဲ့ပြီးခုချိန်မှာတော့နည်းနည်းလေးငြိမ်နေလိုက်ပါတော့လားအတူပါအိမ်မှာပျော်တာဖဲနိုင်တဲ့သူပဲရှိမယ်ဆိုတော့အတူပါအိမ်တိုင်းတော့အချိန်တိုင်းငိုမနေဘူးသူကသူသတိရတဲ့အချိန်မှာငိုမယ်တခြားဧည့်သည်လာလို့ရှိရင်လည်းနော်ပြည်တနာရနဲ့နှုတ်ဆက်ရတဲ့အခါဘောမပီတာတယ်နော်တကယ်သူ့တော့ပညာမဟာကျော်တဲ့တော်ပညာတတ်ကြီးပေါ့နော်အတုပအိမ်မှာဖဲနိုင်တဲ့ကောင်တွေကပျော်နေတယ်ဆိုတဲ့စကားကိုအခုတူပြန်ပြောထားတာအတုပအိမ်မှာလည်းအချိန်ပြည့်ငိုးမနေဘူးတဲ့မင်းတို့ပြောတာလည်းအချိန်ပြည့်ငိုးဖို့ဘယ်သူမှမပြောဘူးလေဒါပေမဲ့အတုပအိမ်မှာဂီတာတွေဟိုနေ့ကခုံတီးမှုတ်ပြီးတောက်စားပျော်ပထကနေကြမယ်ဆိုတဲ့လောက်ရလားဖြစ်တင်လားလို့ပြောတာလေငါတို့ပြောတာအတုပအိမ်မှာအမြဲငိုးနေဖို့ပြောတာမဟုတ်ဘူးဒီတိုင်းကြီးကအတုပအိမ်ဖြစ်နေတယ်ကိုဒေတာမှာတိုက်ပွဲတွေမဖြစ်ပေမဲ့တချို့ဒေသတွေမှာရွာလုံးကျုံမီးရှို့ကန်ထိနေတယ်ဘုံကျဲကန်ထိနေတယ်စစ်ကြောင်းထိုးကန်ထိနေတယ်ရဲဆက်တက်ကန်ထိနေတယ်ဒါကြောင့်မို့လို့ငါတို့အခြားဒေတာတွေတိုက်ပွဲမဖြစ်တဲ့ဒေတာတွေဟာလဲသူများတွေအတုပအိမ်ဖြစ်နေတဲ့အချိန်မှာငါတို့တွေပျော်ပြပါးပြမလုံတင့်ဘူးဆိုတာကိုပြောတာလေဒါကြီးကိုဘာဖြစ်တယ်အချိန်ပြည့်ငိုပြနေရဘူးလားတော်တော်ကောင်းတဲ့အုံနောက်တကယ်ပညာမဟာကျော်ကြီးအုံနောက်ပဲတကယ်ဒီမဲ့အတုပလာတဲ့သူတိုင်းငိုနေတာမဟုတ်ဘူးတော့တချို့ကလေးဆိုဘာမှနားမလဲလို့ပျော်နေကြတဲ့ကလေးတွေလည်းရှိတယ်အဲ့တော့တခါတည်းရန်ကြလို့ရှိရင်သူတို့မှာပူဆွေးဝမ်းနည်းမှုတွေရှိခဲ့တယ်ဒီချိန်လေးမှာစိတ်သက်သာရပါစေတော့ဆိုတော့ကိုချင်းစာမှုမရှိလို့ဒီတော်လိုင်းရံမအောင်မြင်တာမိုက်တယ်နော်တွေ့လား
လူဘိန်းအကြိုက်စကားကိုတုံးပြီးတော့တော်လှန်ရေးကိုတက်ရှို့သွားတာအဲ့တော့သူတို့ဘက်ကတော့ရှင်းတယ်ဘာကောင်ပဲဖြစ်နေပါစေမြန်မာပြည်သားတယောက်သူတို့ဘက်ကိုပါလာရင်သူတို့အမျက်သူတို့တန်မိုးထားတာကျွန်တော်တို့ကရှင်းတယ်တော်လှန်ရေးနဲ့ပတ်သက်လို့သူများမြောက်ပေးလာမလုပ်နဲ့ဒါတခါလည်းပြောထားတယ်နော်ဘာဖြစ်လို့လဲတကယ်ဒီဟာဒီကိုအတိတရားနဲ့ကိုမှန်ကန်တဲ့အတိကိုတိလို့ဒါဟာလုံတဲ့လုံထိုက်တယ်ဆိုမှလုံတာကိုပဲကျွန်တော်အားပေးတယ်အဲ့တော့လူဘိန်းကြိုက်စကားမပြောနိုင်ဘူးအခုပြောလို့ရတာပေါ့တချံကာလတစ်ခါတလေပြောတာပဲကွယ်ရိုးရပွဲလေးပြောပါစေတော်လှန်ရေးတော်လှန်ရေးပေါ့သူတို့ပြောပြီးလို့ရှိရင်လည်းတော်လှန်တဲ့လူတွေပြန်တော်လှန်မှာပေါ့ဘာဖြစ်ကောလဲပြောပါစေကျွန်တော်ပြောလို့ရတာပေါ့မရဘူးလားမရဘူးလားရတယ်ဒါပေမဲ့အဲ့လိုပြောလိုက်ရင်ကျွန်တော်ကဘာလုပ်လာတည်လဲကျွန်တော်အောက်တန်းစားလူယုံမှာလားသိလားဘာဖြစ်လူဘိန်းအကြိုက်စကားနဲ့ကိုလူမုံမခံရအောင်အနက်ပူတဲ့ကောက်ဘာဖြစ်လို့ဒီနေ့ဒီချိန်မှာမုံကြည့်မုံစီကျွန်တော်တို့တိုင်းပြည်အတွက်အရေးကြီးတဲ့အရာကိုကျွန်တော်တားဆီးလို့ရတာပါဇက်နဲ့တားဆီးပြရင်တားဆီးရမှာပဲတားဆီးလို့ရသည်ဖြစ်တယ်မရသည်ဖြစ်စေဘာဖြစ်ကိုတိုင်းဓာကြီးကမှားနေတာတည့်ရတဲ့နဲ့ဒီမှားတာကိုမပြောရဲဘူးဆိုရင်ကျွန်တော်တို့ကဘယ်အတန်းစားဖြစ်သွားမလဲပြောတတ်တယ်ကျွန်တော်တို့လည်းဟုတ်တယ်မလားမင်းတို့ကကွာတစ်ခါတလေပြောတဲ့ဟာကြီးတချံရက်ပဲပြောပါစေခလေးတွေပဲနောက်ပြီးလို့ရှိရင်လည်းသူပြန်တော်လှန်ကြမှာပေါ့သူကပြောခြင်းတဲ့အချိန်ကျရင်ပြောမှာပေါ့နော်တော်လှန်ရေးလုပ်တဲ့အချိန်ကျရင်လည်းလုပ်ကြမှာပေါ့အဲ့လိုပြောလို့မရဘူးလားအဲ့လိုပြောမယ်ဆိုရင်ကျွန်တော်တကယ်အတိတရားမှန်ကန်တဲ့ခုနေ့ကကျွန်တော်ပြောသလိုအမိုက်ခံပြောနေတဲ့သူတွေစိတ်ထဲကတော့ဘာဖြစ်လဲကွက်အောင်ကွက်မယ်ဒါပေမဲ့ကျွန်တော်ထွက်မပြောဘူးဟုတ်တယ်နော်အဲ့ဒီဒီပေါ်စီအတန်းစားတွေကဘာဖြစ်မလဲဟာကိုစီကနားလည်မှုရှိတယ်ကိုစီအဲ့လိုမျိုးပြောတာငါတို့ကဒီလိုပြောတာလာမချီးကျူးကန်ထိမသိတယ်မလို့ချင်ဘူးအဲ့လိုပညာမဲ့ဒီလူဘိန်းချီးကျူးတဲ့ဟာကိုကျွန်တော်မလို့ချင်ဘူးကိုလူယုံမှာအလုပ်လုပ်မိတယ်လို့ခံစားရလို့ဘယ်တော့မှမလုပ်အဲ့လုပ်မျိုးဘာဖြစ်လို့လဲမုန်းချင်မုန်းစီကျွန်တော်တို့လုပ်တဲ့အလုပ်ရက်ကိုနားမလဲလို့မုန်းလားကြိုက်တယ်လို့မုန်းဒါပေမဲ့ကျွန်တော်တို့လုပ်တာဒီကျွန်တော်တို့ကိုချိုးအတွက်မဟုတ်ကျွန်တော်တို့ပြောနေတာဒီကျွန်တော်တို့အတွက်မဟုတ်အဲ့ဒီမုန်းနေဆိုတဲ့ဒူတွေအတွက်ပါအားလုံးအတွက်တနိုင်ငံလုံးအတွက်ပြောတာတော့အခုမင်းအောင်နိုင်ရသူ့လိုအပ်နေတယ်ဘာလို့လဲကျွန်တော်တော်နိုင်ပဲမင်းတို့တော်နိုင်မပြီးသေးဘူးဘာလို့လဲမေးကြည့်ငွေမရှိဘူးအလူခံတာလားသူများပြောတာဘတ်တသိန်းအောင်အလူခံကြီးအသေးလဲခံရတာအဲ့ဘတ်တသိန်းတော်နိုင်ထဲမှာတုံးကြည့်တနတ်တက်လက်ဆာမရှိဘူးဒါပေမဲ့မင်းအောင်နိုင်ဘက်မှာငွေလာမပြောနဲ့ကြိုက်တော့ယူရတယ်ဘယ်တော့ပဲနိုင်ငံသားငွေကုန်ဝင်ပြောလှုပ်ချင်လှုပ်နေဘိုးဘန်းငွေထုတ်ရောက်တိုင်းပြည်တပြည်လုံးကိုမောင်ပိုင်စီးထားတာနေဗျာဟုတ်တယ်မလားသူအုပ်ချုပ်ရတဲ့ဒေသတွေကသူအခွန်အခတွေမစည်းစင်းမရရင်နေရမယ်သူအုပ်ချုပ်ထားတဲ့မြို့တွေမှာရှိတဲ့အခွန်တွေနောက်ဆုံးနိုင်ငံပေါ်ကနေဖြတ်ပြန်တဲ့လေကြောင်းဒီအခွန်အခပဲတွက်ကြည့်အောင်ဘယ်တော့ရလဲအဲ့တော့မင်းအောင်နိုင်အတွက်မှာဒီတော်လှန်ရေးအတွက်ကသူ့မှာဘာမှမလိုအပ်ဘူးသူလိုအပ်တာတစ်ခုပဲရှိတော့တယ်အဲ့ဒါပါလေနိုင်ငံတကာတို့အတိမတ်ပြုထောက်ခံမှုအဲ့တော့နိုင်ငံတကာဘာဖြစ်လို့တို့အတိမတ်မပြုတာလဲခင်ဗျားတို့ကျွန်တော်တို့လူထုကမထောက်ခံလို့နိုင်ငံတကာကပြည်သူမျက်နှာကိုကြည့်နေတာပြည်သူလူထုကမထောက်ခံလို့စန့်ကျင်နေလို့မင်းအောင်နိုင်ကိုလက်မခံတာပြည်သူကလက်ခံလိုက်မယ်ဟဲ့ဆိုရင်နိုင်ငံတကာအခုချင်းချင်းလက်ခံပါဘာဖြစ်လို့လဲမင်းအောင်နိုင်နဲ့ပေါင်းတို့အကျိုးစီးပွားတွေရမယ်လေဟုတ်တယ်မလားအာဆီယံနဲ့မင်းအောင်နိုင်နဲ့ပေါင်းပြီးအကျိုးစီးပွားရှာနေတဲ့တိုင်းပြည်တပုံကြီးဒါပေမဲ့ဒါကြီးကမတရားမှန်းနဲ့တိတယ်မတရားလုပ်နေတာမှန်းနဲ့တိတယ်ဒါကြောင့်မို့လို့လူထုကလည်းတော်လှန်နေလို့နိုင်ငံတကာတို့လက်မခံရဲတာဒါကိုကျွန်တော်တို့ကမင်းအောင်နိုင်ကိုလက်ခံတဲ့ပုံစံမျိုးကျွန်တော်တို့တွေနေပြမယ်ပျော်ပမယ်လှုပ်ပြမယ်ဆိုရင်မင်းအောင်နိုင်ကမတွေ့တယ်မလားခင်ဗျားတို့ကျုပ်ကိုလက်ခံနေပြီကျုပ်ပြည်သူတွေကဒါမှကျုပ်အုပ်ချုပ်တဲ့အောက်မှာအေးချမ်းချမ်းပျော်ပျော်ပါပါနေနေကြတာအဲ့ဒါမှကြည့်ပုံရိပ်တွေပွဲတော့ကျင်းပလို့မလူတော်မတိုးလို့မပေါ့ဘူးဗျာဒါမှကြည်စမ်းခင်ဗျားတို့ကျုပ်ကိုတိမ်မှပြုတ်ပြီးတော့ကျုပ်ကနိုင်ငံတရားဝင်ခေါင်းဆောင်ဖြစ်ပြီအဲ့လိုလုပ်ယူသွားမှလေအဲ့တော့မင်းအောင်နိုင်ကိုအားပေးနေတဲ့သူမို့လို့ဒီလိုလုပ်တယ်ဆိုရင်တော့ဒါအခုကျွန်တော်ပြောနေတာကလူတွေကိုပဲပြောတာနော်လူမဟုတ်တဲ့အတန်းသားတွေကျွန်တော်ပြောတာမဟုတ်ဘူးဟုတ်တယ်မလားမင်းအောင်နိုင်အားပေးရဆိုတော့ထွက်သွားနားမထောင်နဲ့ဟုတ်တယ်မလားလူပီတာတဲ့သူတွေကိုပဲကျွန်တော်ပြောပြတာအဲ့တော့အဲ့လိုမျိုးတိတဲ့အတွက်ကျွန်တော်တို့ကရှင်းပြတာတားဆီးပြတာသူများပျော်တာကိုမုန်းလို့တားတာမဟုတ်ချစ်သူဝေလည်းဒီတိုင်းပဲနော်အဲ့တော့ကျွန်တော်ပြောသလိုမချစ်သူဝေတို့ဟာနေကြည့်ဒီစစ်ကောင်စီနဲ့ပေါင်းပြီးတော့ကြိုက်တယ်လို့နေလို့ရတယ်အခုဖိုးချစ်တို့ကြည့်ပါလားဟုတ်တယ်မလားအစင်ပြေတာပဲဒါပေမဲ့လူတန်ဖို့မဲ့တာမမဲ့တာဒီခုနတိတ်ခါမဲ့တာမမဲ့တက္ကနာထားပါဗျာဒါကတော့လောလောဆယ်ကိုဘဝရက်တီအတွက်ကတော့အချိန်မပြည့်အနေမပြည့်အလုံးမပြည့်အကိုင်မပြည့်အေးအေးဆေးဆေးယူညံဆောင်ပြီးနေလို့ရတယ်နောက်ဆုံးဗျာမင်းအောင်နိုင်ပဲမပေါင်းတော့မှခံဝင်လေးထိုးမယ်တော်နိုင်နဲ့မလုပ်တော့ဘူးမင်းအောင်နိုင်နဲ့လည်းဘယ်လိုပြောမလဲ
ခေါ်ခိုင်းရင်လှုပ်လိုက်မယ်ဒါပေမဲ့ကွက်ကွက်တားလေးနေလို့မရဘူးလားသူတို့ရှာပွေခဲ့တဲ့ပတ်စံသူတို့ဒီလင်းကားနှစ်ကိုထိုင်မလို့ကစားလို့ဘာမှမဖြစ်တော့ဘူးဟုတ်တယ်မလားလင်းလေးအေးစေးတချင်းရင်းလို့ရတယ်ဟုတ်တယ်နော်အဲ့တော့သူတို့ဒီလောက်လုံနေတာဟိုတည်းကမလုံမဲနဲ့နေတော့ငါတို့ကကျေးဇူးတင်ရမှာအဲ့ဒါလေးကိုမြင်အောင်ပြောအဲ့တော့လူဘိန်းအကြိုက်တွေကိုလူဘိန်းတွေကိုအကြိုက်ကိုလက်ခုပ်တံကိုယူပြီးတော့တော်လှန်ရေးကိုရန်တိုက်ဒါကိုအဲ့ဒါကိုဘောမတွေအနောက်က online ကျင်းလိုက်ပြန်ဖွားခုနကကျွန်တော်ပြောတော့အေးဟုတ်တော့ကွာဒီကောင်တွေကခဏလေးပြောတာဘာဖြစ်တာလဲဒါမျိုးတွေဟုတ်တယ်ကျွန်တော်လည်းပြောပြရတယ်လေဟမ်မရဘူးလေကျွန်တော်အဲ့လိုဗီဒီယိုဖိုင်တစ်ပုတ်တင်လိုက်ကြည့်ပါလားတကယ်အတိတရားပြေးသွားတဲ့ဒူတွေကတော့ကျွန်တော်ထွက်မစဲဘူးဒါပေမဲ့စိတ်ထဲကကိုစီရတော့ကွာငါတို့ထင်တာဒီတကယ်ဟိုမှန်မှန်ကန်ကန်ထင်တာဒီလူရေပေါ်စီပဲကွာလူဘိန်းကြိုက်စကားတွေပြောနေပြီစိတ်ထဲကတော့ပြောလိမ့်မယ်ဟုတ်တယ်နော်ပြောမှာပဲဘလူးဖြစ်ဖြစ်ကိုလည်းဟိုတချို့တလေကိုမပြောချင်တဲ့လူတွေလုံးနေစိတ်ထဲကတော့ပြောမိတာပဲဟုတ်တယ်မလားဒါပေမဲ့အဲ့လူဘိန်းတွေကဘာလို့ကျွန်တော်လက်ခုပ်တီးမှာနော်အဲ့တော့လူဘိန်းအကြိုက်စကလုံးတွေနဲ့တော်လှန်ရေးကိုတွေးခွဲခြင်းနဲ့ဆိုရင်မင်းနှမရွှေအိမ်စီကိုလေဝက်မတာပါဇက်ထဲအရင်လွတ်အောင်ထုတ်ကြည့်အောင်တိလားအဲ့လားလေးပဲပြောခြင်းနဲ့အဲ့လောက်အစင်နဲ့ငါတို့တော်လှန်ရေးဘက်ကိုလာပြီးတွေးမခွဲနဲ့နော်တိလား ကိုစီပြောသလိုပါပဲဒီကာလမှာနှစ်ဖက်ပဲရှိတယ်မင်းအောင်လိုင်းဘက်လားတော်လန်ရေးဘက်လားတော်လန်ရေးဘက်ဆိုရင်တော့အချင်းချင်းပုတ်ခတ်တာတွေရက်ပြီးတသားတည်းရှိဖို့လိုပါတယ်ပြည်သူခွန်အားနဲ့ပဲအောင်ပွဲကိုလှမ်းကင်ကြရအောင်ပါ